ကားတွေရှုပ်ရက်ခတ်နေတဲ့လမ်းမထပ်မှာအပေါ်ကျုပ်ပုံရိုက်ထားတဲ့ကောင်မလေးပုံတွေကိုလူတစ်ယောက်ကလိုက်ကတ်နေပါတယ်။ဂျန်ဟိုကရဲဟောင်းတောက်ဖြစ်ပြီးတော့လက်ပေးလက်ယူမှုတွေနဲ့ယာရုပတ်ပြုတ်ပြီးပြည့်စာကောင်လှုပ်ရှားနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အခါချင်းကိုပေးပြီးဖုန်းလမ်းဆက်ခေါ်တဲ့ဖောက်တယ်တွေစီကိုကောင်မလေးတွေပို့ပြီးရပြီးတနေ့တော့သူပူပေးလိုက်တဲ့ကောင်မလေးတွေကတယောက်မှပြန်မြောက်လာတာကြောင့်ကောင်မလေးတွေထွက်ပြေးသွားတာလားဘာကြောင့်လဲဆိုတော့စဉ်းစားခတ်နေပါတယ်။သူ့စီကပူပေးလိုက်တဲ့ကောင်မလေးနဲ့ဖောက်တယ်တို့ကိုစကားများနေလို့တွားဖိရင်ပေးပြီးအပြန်သူတို့ဘက်စီကဖုန်းဝင်လာပါတယ်။သူတို့ဘက်ပြောတာကဖောက်တယ်ကဒီကကောင်မလေးကိုတယောက်မှမကြိုက်ပဲရစ်နေလို့ဘယ်လိုလုပ်အောင်မလဲမေးပါတယ်။သူကလည်းမိချင်းရှိသေးတယ်ပြောတော့မိချင်းအေးမိပြီးဖျားနေလို့အလုံးမလာနိုင်ဘူးလို့သူတို့ဘက်ကပြန်ပြောပါတယ်။ဂျန်အိုကိုယ်တိုင်မိချင်းစီကိုဖုန်းလန်းဆက်ပြီးဖောက်တယ်စီတွားပေးဖို့ပြောတော့မတက်တာရဲ့အဆုံးဖျားနေတဲ့ကြားကသူသမီးလေးတယောက်လည်းထားခဲ့ပြီးမိချင်းလည်းဖောက်တယ်စီကိုထွက်သွားပါတယ်။ဂျန်အိုလည်းသူရုံးခန်းစီပြန်ရောက်ပြီးမတင်ကြတာနဲ့ဖောက်တယ်ခေါ်ထားတဲ့ဖုန်းနံပါတ်ကိုပြန်စစ်ဆေးကြည့်လိုက်တော့နောက်ပိတ်ကနန်း8445ကိုတူသွားပြီးအရင်ကောင်မလေးတွေပျောက်နေတာဒီကောင်ရောင်းစားနေရဆိုတော့သိသွားပါတယ်။မိချင်းစီဖုန်းလန်းဆက်ပြီးဒီကောင်ရင်ရောက်တာနဲ့ရင်ချိုးမှလို့ပြောရေချိုးကန်းနဲ့ဝင်ပြီးသူ့ကိုဒီရင်လေးစာပို့လိုက်လို့ပြောကသူလည်းချက်ချင်းထားလိုက်တော့ပါတယ်။မိချင်းလည်းဖောက်တယ်ရှိရောက်တာနဲ့အိမ်နံပါတ်နဲ့လိပ်စာတိကျမှတ်ထားပြီးအိမ်ထဲဝင်လိုက်တာနဲ့စိတ်ထဲမတောင့်လို့ခံစားရတာကြောင့်နည်းနည်းတော့လန့်သွားပါတယ်။အိမ်ထဲရောက်တော့အတူမနေခင်ရင်ချိုးမယ်ပြောကအထဲရောက်တာနဲ့အိမ်လိပ်စာနဲ့တီနေရကိုဂျန်ဟိုစီမက်ဆေ့လမ်းပို့လိုက်ပေမဲ့ဖုန်းလိုင်းကမမီဖြစ်နေပါတယ်။စိတ်တက်ကြပြီးအောက်ကိုကြည့်လိုက်တော့ကျမ်းမြင့်မှာသပင်ကြီးနဲ့တွေးစားတွေးလာတွေကိုတွေ့တဲ့အခါပို့ပြီးတော့ထိတ်လန့်သွားပါတယ်။ဂျန်ဟိုကလည်းမိချင်းစီကဘာသတင်းမှမလာလို့စိတ်မရှိတာကြောင့်ဖုန်းဆက်ကြည့်တဲ့အခါမှာအေးရပြင်ပပဲရောက်နေပြီးအဆက်အသွယ်ပြတ်တောက်နေခဲ့ပါတယ်။မိချင်းကြီးရိုးကန်းနဲ့ပြန်ထွက်လာတော့ကားထဲမှာကိုနိုးဘူးကြံနေခဲ့လို့တွားယူလိုက်အောင်မပြောပြီးမလိမ့်တပတ်နဲ့ထွက်လာခဲ့ပေမဲ့သူ့ထက်လည်းထိုသူကလည်းခြံတကားကိုအရင်တော့ခတ်ထားလိုက်တာကြောင့်ထွက်လို့မရတော့ပဲကြောင်ပိမိသွားပါတယ်။မောင်မဲတိတ်ဆိတ်နေတဲ့ရေချိုးကန်းနဲ့ညတာဘူးကင်းမဲ့တော့မိချင်းတယောက်ကျိုးတုတ်ခံထားရပါတယ်။တကယ်တော့ကောင်မလေးတွေကိုရောင်းစားတာလို့ထင်ခံရတဲ့ဖောက်တယ်ကစိတ်သက်သာလူသမားတယောက်ဖြစ်ပြီးလူတွေလည်းအဆူလိုက်ပြုံလိုက်ကိုတတ်ခါခြံထဲမှာပဲမြုပ်ထားပါတယ်။ဒီအချိန်မှာပဲလူသမားဝင်လာပြီးအိတ်ကိုတွန်းချလိုက်တော့သူ့ရဲ့လူသက်လက်နဲ့ဖြစ်တဲ့တူဆောက်လက်နက်ကိရိယာမျိုးစုံကထွက်ကျလာပါတယ်။ထိတ်လန့်ကြောက်ရွံ့နေပြီးအော်ဟစ်နေတဲ့မိချင်းကိုလူသမားကရှေ့ရကောင်မလေးတွေလည်းမင်းတို့အော်ဟစ်နေတာကြောင့်ငါရှာကိုဖျက်ပစ်လိုက်တာလို့ပြောတော့မိချင်းနဲ့ပို့ပြီးထိတ်လန့်သွားပါတယ်။လူသမားကနောက်ဆုံးနေတဲ့မင်းကိုခွင့်ရင်းတစ်ခုပေးမယ်။မင်းမှာအသက်ဆက်ရှင်ခြင်းနဲ့အကြောင်းရှိလာလို့ပြီးတော့မိချင်းကလည်းကျမမှာသမီးလေးတယောက်ရှိပါတယ်။အရန်လည်းငယ်ပြီးတော့ကျမရှိမှဖြစ်မှာပါလို့ပြောလိုက်ပါတယ်။လူသမားကလည်းဒါကအသက်ဆက်ရှင်လို့ရတဲ့အကြောင်းရင်းမဟုတ်သေးဘူး။မင်းတည်တည်နေလို့ပြောပြီးပါဇက်ကိုပြန်ပိတ်ခါခေါင်းတက်တဲ့ကိုစောင့်နေတဲ့တူနဲ့ထူးတက်ဖို့ချိန်ရုံဒီကကြောင့်မိချင်းခင်ဗျာသူပြတ်မတက်ကိုထိတ်လန့်ကြောက်ရွံ့နေပါတယ်။လူသမားထူးလိုက်တဲ့တူကဟန်ချက်လဲသွားပြီးသူ့လက်ကိုသူပြန်ထုမိတာကြောင့်အရန်ကိုစိတ်တူသွားပါတယ်။အနောက်နာကျင်နေတဲ့ဝေဒနာကိုမိချင်းပေါ်စုပုံချပြီးဒေါသတကြီးတူနဲ့အားကိုထူးချလိုက်ပါတော့တယ်။ဒီအချိန်မှာပဲခြံရှိကဘဲဒီတန်ထောက်ပေါ်လာပြီးအောက်ကိုဆင်းကြည့်လိုက်တော့အဖိုးကြီးဖားကြီးလင်မြောက်ကိုတွေ့လိုက်ရပြီးအဖိုးကြီးကဒါလူကြီးမင်းပတ်ရဲ့အိမ်မဟုတ်လားလို့ပြီးတော့လူသမားကလည်းမဟုတ်ဘူးအိမ်မားနေရလို့ပြောကခြံပြင်ကိုအတင်းမောင်းထုတ်နေပါတယ်။အဲ့နောက်အိမ်ထဲပြောင်းဝင်မယ်လို့အဖွားကြီးကယောက်ျားတေချာကြည့်ပါအောင်ဒါဖုံစံမဟုတ်ဘူးလား။ကြည်စမ်းမအောင်သူပိန်သွားလိုက်တာလို့ပြောတော့လူသမားကြားသွားပြီးအောက်ကိုပြန်ဆင်းလာကတကယ်တော့လူကြီးမင်းပတ်ကအိမ်ထဲမှာအိတ်နေတာအထဲကိုဝင်ကြပါအောင်ဆိုပြီးခေါ်သွားပါတယ်။အိမ်ထဲရောက်တော့ခဏဆောက်ခိုင်းပြီးအိတ်ထဲတူသွားယူကဘာလို့သူ့ကိုစိတ်ဒုက္ခပေးနေရလဲဆိုပြီးပြေးလာကတူနဲ့ထူးတက်လိုက်ပြန်ပါတယ်။အနောက်အဖိုးကြီးဖွားကြီးကောက်လမ်းတနေရာမှာတွားပြမလို့ကောက်မောင်းထွက်သွားပြီးလမ်းခွေးရောက်မှာတော့ကားချင်းတိုက်မိပါတော့တယ်။ဖြစ်ချင်တော့တစ်ဖက်ကဂျန်ဟိုးရဲ့ကားဖြစ်နေပြီးဂျန်ဟိုးကလည်းတစ်ဖက်ကရဲ့ဈေးကြီးတစ်သိပ်ကိုမြင်သွားပြီးစိတ်ပြတ်သွားပါတယ်။အနောက်ကားပေါ်ကဆင်းပြီးကားပြင်ဆင်ဖို့ကုန်ကြသိပ်လုပ်ပြီးမှပြောပြီးဖုန်းနံပါတ်တောင်းတော့တစ်ဖက်လူကရတယ်ဒီတိုင်းပဲထွက်သွားလိုက်ပါသူရောကြီးမတောင်းဘူးလို့ပြန်ပြောပါတယ်။တကယ်တော့ဂျန်ဟိုးကမိချင်းကိုတတ်လိုက်တာဒီလူမှမသိဘဲနဲ့ကုန်ကြသိပ်လွှဲပြီးမှုပဲဖုန်းနံပါတ်ကိုအတင်းတောင်းနေတော့ဟိုလူရဲ့အင်ကြီးကသွေးတွေပေးနေရအောင်တွားတွေ့ပါတယ်။အနောက်မတင်ကာနဲ့ဖုန်းထုတ်ပြီးဆက်လိုက်တဲ့အခါမှာသူ့ကောင်မလေးတွေကိုခေါ်သွားပြီးရောင်းစားနေတဲ့4885နံပါတ်ပိုင်ရှင်မှသိလိုက်ရတော့ဒီတစ်ခါတော့မင်းနဲ့ငါထိတ်တိုက်တွေ့ပြီပေါ့ကွာဆိုတဲ့မျက်နှာပေးမျိုးနဲ့ကားပေါ်ကနေဆင်းခိုင်းပါတယ်လူသမားကလည်းမဟန်နာကိုတိတော့ချက်ချင်းကားပေါ်ကဆင်းပြီးပါတယ်ဂျန်ဟိုကလည်းနောက်ကနေတင်လိုက်လူသမားကလည်းရှေ့ကနေပြေးနေလူသမားကသူ့ဖုန်းကိုလမ်းပေးတဲ့နေရာကိုလှမ်းပစ်လိုက်ပါတယ်ဂျန်ဟိုကလည်းဖုန်းကိုမြင်ပေမဲ့လူသမားနောက်ပဲပြေးလိုက်တဲ့အခါမှာနောက်ဆုံးမိသွားပြီးထိုးချိတ်ကန်ကြောက်ပါတော့တယ်အနောက်ကားတိုက်တဲ့လမ်းစုံကိုပြန်ရောက်လာတော့ခက်တီတီနဲ့လက်ထိတ်ခတ်လာပြီးသူ့ကိုယ်သူစုံတော့လို့ရဲလူစိုက်ပန်းကလမ်းမှာဝိုင်းကြည့်နေကြတဲ့လူတွေကိုရင်တိုက်ဖို့မမြင်ဘူးလားအမှုတဲပါတင်လို့လားခက်တီတီနဲ့ဟောက်နေတော့လှည့်ကင်းရဲရောက်လာပါတယ်လှည့်ကင်းရဲကလည်းခမရရဲလားဘယ်ဌာနမှာလောက်တာလဲရဲသိလေးပြပါအောင်ပြီးတော့ဘာမှမပြနိုင်ပဲနဲ့ရဲရောင်ဆောင်မှုနဲ့သူကစခန်းကိုရောက်သွားပါတယ်စခန်းရောက်သွားတော့ဒီကောင်ကကျွန်တော်ကောင်မလေးကိုရောင်းစားနေတာ3-4ယောက်ရှိနေပြီလို့ဂျန်ဟိုကဥအောင်တိုင်ပါတယ်ရဲကလည်းလူတော်သမားကမင်းသူ့ကောင်မလေးကိုတကယ်ပဲရောင်းစားလိုက်တာလားပြီးတော့မဟုတ်ပါဘူးကျွန်တော်မရောင်းစားပါဘူးတက်ပစ်လိုက်တာပါလို့မကြတကြလေးကောင်းဟုတ်ပြီးပြောတော့ရဲတွေလည်းမျိုးလုံးပြူသွားပါတယ်ဂျန်ဟိုဆောင်တော့လို့တော့ကဂီဦးဆိုတဲ့လုတ်ပေါ်ခိုင်မက်စီကိုဖုန်းလန်းဆက်ပြီးဘန်းဝင်းရက်ကွက်မှာဖြစ်ခဲ့တဲ့လူသတ်မှု3ခုကိုမှတ်မိလာမေးပြီးရဲစခန်းကိုလှမ်းခေါ်ပါတယ်
ကီဦးရောက်လာတော့သူ့ကိုယ်သူဆုံးတော့ပါလို့မိတ်ဆက်လိုက်ပြီးလူသမားကိုသူတို့လက်ထဲထည့်ဖို့ပြောတော့ရဲစခန်းကရဲတွေကသဘောမတူတာနဲ့စကားအခြေတင်များနေကြပါတယ်အဲ့နောက်သူ့ထက်ရာသူကြီးရဲ့ရဲမှုစီကိုဖုံးလန်းဆက်ပြီးဘွေးဆက်လူသမားနဲ့ခုကောင်တွေကဆက်ဆက်နေရဆိုပြီးညချိန်ပြီးတော့ဖုံးလန်းဆက်လိုက်တော့ရဲမှုလည်းရောက်လာပြီးသူ့အမိတ်နဲ့လူသမားကိုခေါ်ထုတ်သွားပါတယ်ကျန်ကိုရဲစခန်းထွက်လာတဲ့အခါလူသမားကားပေါ်မှာပါလာတဲ့တော့တိုးတွေကိုယူပြီးသူ့ကိုမိခဲ့တဲ့မန်းဝင်းရက်ကွက်ကိုပြန်သွားကသူ့တပည့်ကိုလှမ်းခေါ်လိုက်ပါတယ်တပည့်ဖြစ်သူရောက်လာတော့လမ်းဆုံးမှာရှိတဲ့ဈေးဆိုင်ဘီနာလန်တိုင်းလူသမားအိမ်ကိုရှာခိုင်းပါတယ်ရဲစခန်းမှာတော့ကျန်ကိုရဲဝန်ထမ်းဘွားကအလုပ်တူတူလုပ်ခဲ့မှုတဲ့ထက်ရရှိကငါတို့သူ့ကိုဖမ်းဝရမ်းမပါဘဲနဲ့ဖမ်းလာတာ12နာရီအတွင်းရှင်းနေတယောက်ရဲ့လက်မှတ်လိုတယ်အဲ့လက်မှတ်မရရင်ဘာတက်တေထောက်ထားမှမခိုင်လုံတဲ့အတွက်သူ့ကိုပြန်လှုပ်ပေးရမယ်လို့ပြောတော့လိုအပ်နေတဲ့တက်တေထောက်ထားတွေကိုအပူတပင်းရှာဖို့လုပ်ကြရပြန်ပါတယ်ဂီဦးကကောင်မလေးတွေကိုဘာလက်နက်နဲ့တတ်တာလဲစစ်ပြီးတော့လူသမားကတူနဲ့ဆောက်ကိုတုံးတတ်တာပါလို့ပြန်ဖြေပါတယ်ဘာလို့တူနဲ့ဆောက်ကိုတုံးတာလဲပြီးတော့လူသမားကဝတ်တွေကိုဒီနေ့ရတတ်တာမြင်ဘူးလို့ခေါင်းတက်တက်ကိုစောင်းနဲ့တဲပြီးတူနဲ့ထုတတ်တာလို့ပြန်ဖြေပါတယ်နောက်ကဂျန်ဝင်ရောက်လာပြီးလူသမားကိုကြည့်ကအပြစ်ကင်းစင်တဲ့သူတယောက်လိုရဲစကားမှာအေးလူလူချောကလက်ထိုင်စားနေရအောင်မြင်တော့စိတ်တူသွားပြီးနောက်ကထရိုက်ပါတယ်ပြီးတော့လူသမားကိုရတဲ့သွေးကမိချင်းသွေးဟုတ်မဟုတ် DNA စစ်ဖို့မိချင်းတွေရဲ့တိုက်ခန်းကိုတွားကြရပြန်ပါတယ်ဟိုရောက်တော့တကားကောင်းနေရအောင်တုတ်ပြန်တာမကြားရလို့ဘူးမှမရှိဘူးထင်နဲ့ရိုက်ခွဲပြီးဝင်တဲ့အခါမှာကလေးမလေးတယောက်ကဖုံးကင်ထားပြီးဒီအိမ်မှာအိမ်ဖောက်ထုံးသူတွေဝင်လာနေလို့အမြန်လာပေးပါလို့ရဲစခန်းကိုလှမ်းဆက်တိုင်နေပါတယ်တကယ်တော့မိချင်းမှာကလေးရှိရဂျန်အောင်ကလည်းမသိပါဘူးအခုမှမိချင်းမှာကလေးရှိမှသိကဦးတို့ကသမီးရဲ့အမေရဲ့မိတ်ဆွေတွေလို့ပြောပြီးအိမ်ရဲ့နှံ့ကိုမိချင်းရဲ့ပစ္စည်းတွေကိုလိုက်ရှာပါတယ်နောက်ဆုံးမိချင်းရဲ့စပင်ကိုတွေ့ပြီးယူပြမယ်လို့ကလေးမလေးကအမေရဲ့စပင်ကိုယူသွားပြီးဘာလို့မို့လဲDNA စစ်ဖို့လားသမီးမေတစ်ခုခုဖြစ်လို့လားလို့ကလေးတယောက်ရဲ့တောက်လျှောက်မေးနေရဲ့မိကုန်းတွေကိုမဖြေနိုင်ပဲဂျန်ဟိုကကြောင်ပြီးတော့ကြည့်နေပါတယ်အဲ့နောက်ပြန်တော့မယ်လို့သူဖြတ်စည်းလိုက်တဲ့တကားပေါင်းကနေကြည့်လိုက်ပြီးကလေးတယောက်တော့မလုံခြုံဘူးလို့တွေးကသူပဲခဏဆောက်ရှောက်ဖို့ခေါ်သွားပါတယ်ဂျန်ဟိုကပထမဆုံးသူ့လိုပြည့်စာကောင်လှုပ်ရှားနေတဲ့သူတွေကိုတွားဆုံတန်းကြည့်လိုက်တော့ဖောက်တယ်တွေဆက်တယ်ခေါ်ယူခဲ့တဲ့နံပါတ်တွေကိုလိုက်စစ်ဆေးကြည့်နေတော့4885နံပါတ်နဲ့ဆက်တယ်ထားတာကိုတွားတွေ့တော့မေးကြည့်တဲ့အခါမှာဟီချောင်းဆိုတဲ့ကောင်မလေးရဲ့အသက်ရှင်ရပြန်ရောက်လာတာကိုသိရပြီးအဲ့နောက်ဟီချောင်းရှိရဲ့နေရာကိုတွားမေးကြရပြန်ပါတယ်ဟီချောင်းပြောတာကဒီလူကတကယ်ကောက်သေးပဲဟိုတယ်ကိုရောက်သွားတော့အတူနေဦးလောက်ကြတဲ့အခါမှာသူ့ငယ်ပါဘလို့မှထောင်မှတ်မလာဘူးပန်းတင်နေရလို့ပြောပါတယ်ဂျန်အိုကဘာမှသေးသေးချာချာမသိရလို့ပြန်ထွက်လာတဲ့နောက်ကိုဟီချောင်းကပြေးလိုက်လာပြီးဘာလို့လဲသူတည်းရောက်တတ်လိုက်လို့လဲလို့အော်မေးလိုက်တာကိုကလေးမလေးကြားသွားပြီးပြန်လာတဲ့လမ်းမှာအောင်ငိုနေပါတော့တယ်လူသမားတူနဲ့တူခံရတဲ့မိချင်းကလည်းမသေးသေးပဲမေ့နေခဲ့တာဖြစ်ပြီးတတိပြန်လေလာခဲ့ပါပြီတပည့်ဖြစ်သူကတချံဝင်တချံထွက်နဲ့တော်တွဲတွေကိုလိုက်စစ်ဆေးနေပြီးနောက်ဆုံးမှာအေတေယုံတကားတော့တစ်ခုနဲ့ပွင့်လိုက်တော့ဂလောက်ဆိုတဲ့အတန်ပွင့်သွားတာကြောင့်လူသမားရဲ့အိမ်ရှာတွေ့ပြီဆိုပြီးဂျန်ဟိုဖုန်းလန်းဆက်ခေါ်ပါတယ်ဂျန်ဟိုရောက်လာပြီးအိမ်ထဲဝင်ဖုန်းတစ်လုံးနဲ့နေရာနဲ့လိုက်စစ်ဆေးနေတော့လေတအိမ်လုံးမှာလိုင်းမမိတဲ့နေရာမရှိတဲ့အတွက်ကြောင့်စိတ်ပြက်လက်ပြက်ဖြစ်ပြီးပြန်ထွက်မှာလူတယောက်နဲ့ထိတ်တိုက်တွေ့ပါတယ်ထိုသူကလည်းထိတ်လန့်ကြထွက်ပြီးဂျန်ဟိုတို့နှစ်ယောက်ကလည်းနောက်ကလိုက်နဲ့တနေရာရောက်မှမိသွားပြီးစင်ဝေးကြည့်တော့လူသမားကအရင်ဒီနေရာမှာပဲသူနဲ့တူနေထိုင်ခဲ့သူဖြစ်ပြီးတော့တူတီကိုပြန်မလာတာလာတော့ကြာနေပြီလို့လည်းပြန်ဖြေပါတယ်ဒီအချိန်မှာလူသမားကြည်အောင်မင်းဆိုသူကိုစစ်မင်းနေပြီဖြစ်ပါတယ်အရာရှိကမင်းရေးသားထားခဲ့ဘူးလားထားခဲ့ဘူးရင်လည်းအတူနေဦးမှာပေါ့လို့မေးတော့ကြည်အောင်မင်းကဘာလို့ဒါတွေသိကျင်နေရလဲအရာရှိကလည်းမင်းမဖြေခြင်းမဖြေပါနဲ့တခြားကပြောင်းမိမယ်လို့ပြောပါတယ်ကြည်အောင်မင်းဆိုသူကလည်းမဟုတ်သေးဘူးဘာလို့ဒါတွေသိကျင်နေရလဲလို့ဆိုပြီးတော့အရာရှိကလည်းငါထင်တာမင်းပန်းတင်နေရထင်လို့လေလို့ပြန်ပြောပါတယ်။ရောင်မင်းကလည်းကျွန်တော်ပန်းတင်နေရဘယ်လိုသိလဲမြင်ဘူးလို့လားစိတ်တူလားဟန်နဲ့ပြန်မေးပါတယ်။အရာရှိကလည်းငါအတွေ့အကြုံရမင်းတို့လိုကောက်တိတော်တော်များများကပန်းတင်နေကြတာကိုမြင်ဘူးတာပဲ။ကောင်မလေးတွေနဲ့လိမ့်ဆက်ဆန်ခြင်းနဲ့ပန်းတင်နေရထောင်မှမလာဘူး။အဲ့တော့စောင်းတဲ့တူကိုမင်းရဲ့ငယ်ပါလို့တတ်မှတ်ပြီးအပြစ်မရှိတဲ့ကောင်မလေးတွေကိုရဲရဲဆက်ဆက်ထူးတတ်တော့တာပဲလို့ပြောလိုက်တော့ဂျီအောင်မင်းကလည်းအရှိုက်ကူထိသွားပြီးအရာရှိဆိုသူကိုလည်းပဲထားညစ်ပါတယ်။ဂျန်ကိုစစ်မေးနေတော့ကားထဲမှာခလေးကိုစောင့်နေရတဲ့တပည့်ဖြစ်သူအိပ်ပျော်နေရကြောင်းဂျန်ဟိုပြန်ထွက်လာတဲ့အခါမှာကလေးမရှိတော့တာနဲ့အသေးအတန်ပြန်ရှာကြရပြီးတနေရာရောက်မှဒိုင်ဟာရီနဲ့လဲနေတဲ့ကလေးကိုတွေ့ပြီးစီးရုံပြီးကြရပြန်ပါတယ်။အဲ့နောက်ထွက်လာတဲ့ဒေါသတွေကိုကြီးအောင်မင်းစီအကုန်ပေါက်ကွဲချပြီးအလောင်းတွေကိုဗမာမြုပ်ထားရလဲလို့ထိုးချိတ်ပြီးမိလိုက်တဲ့အခါနောက်ဆုံးရလာတဲ့ဖြေကမန်းဝင်းရက်ကွက်8930မှာမြုပ်ထားတယ်လို့သိလိုက်ရပါတယ်။တစ်ဖက်မှာမိချင်းကလည်းသူ့နီးနားမှာရှိတဲ့မှန်ကွဲစာလေးတွေနဲ့တုံနှောင်ခံထားရတဲ့ကျိုးတွေကိုခဲရခဲစစ်လှိဖြတ်နေရပါလေ။ရဲတွေလည်းမန်းဝင်းရက်ကွက်8930မှာလို့သိရတာနဲ့အင်အားသုံးပြီးချက်ချင်းထွက်လာကြတဲ့အခါနေရာနှံ့ကိုမြည်လမ်းပြီးရှာပါတော့တယ်။ဒါပေမဲ့ဒီနေရာကလည်းရဲတွေကိုဆောက်ယူလုပ်ပြီးနေရာတလွဲတွေပေးလိုက်တဲ့နေရာဖြစ်နေပြန်ပါတယ်။ဒါကိုဂျန်ဟိုကရိပ်မိပြီးကီဦးကိုသူဒီနေရာပြီးရဆောက်တော်လေးတွေပေးနေတာမိချင်းကားရထားတဲ့နေရာတဲ့အခုနေရာနဲ့ကမိနစ်20လောက်ဝေးတယ်။ရှာချင်းရှာမိချင်းကားရထားတဲ့နေရာကနေ9မိနစ်လောက်လမ်းလျှောက်သွားရမယ့်နေရာတစ်ဝိုက်ပဲရှာရမယ်လို့ပြောတော့ကီဦးကလည်းမယုံပါဘူး။တစ်ဖက်မှာတော့ဘာတက်တီထောက်ထားမှမရလူတက်ထားတဲ့နေရာလဲရှာမတွေ့ပဲကေအကန်ဆိုသူဂျီအောင်မင်းကိုပူးရောင်နေအောင်ထိုးကျိတ်ထားကြတာကြောင့်တ
တရားမျှတမှုမရှိဘူးဆိုကရှေ့နေတဲ့ဖိအားပေးခြင်းကိုခံနေရပြီးဂျီအောင်မင်းကိုပြန်လွှတ်ပေးရဖို့လည်းရှိနေပါတယ်။တရားခံလွှတ်ပေးဖို့အတွက်မင်းကိုအထက်ရာရှိကတွေ့ကျင်တယ်လို့ပြောကဂျန်ဟိုဝိုင်းဖမ်းကြပြန်ပါတယ်။အနောက်လက်ထိတ်တန်လန်းတဲ့ဂျန်ကိုလည်းကားမောင်းနေတဲ့ရဲကိုလောင်းသားဝိုင်းတွေကအချိုချောင်ရတဲ့ပတ်စံတွေနဲ့မင်းမေကိုခုချိန်ကြီးထောက်ပံ့နေတော့လားရဲဖြစ်နေပြီးရှက်ဖို့ကောင်းလိုက်ကြကွာလို့မခံကြအောင်ဆော့ပေးလိုက်တော့ကားသမားနောက်ကိုလှည့်လာတာမြင်တဲ့ဂျန်ကလည်းမျက်နှာတက်တက်ကိုပိတ်ကန်လိုက်တော့ကားပေါ်မှောက်သွားပါတယ်။ရလာတဲ့ခွင့်ရေးတွေကိုတုံးချပြီးကြံနေတဲ့လူတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နောက်ဆုံးကြံနေတဲ့တယောက်စီကတော့ကိုချင်းချောက်တောင်းပြီးဂျီအောင်ဘက်မှလဲလို့မေးလိုက်တော့သူ့ကိုခုချိန်မှာလှုပ်ပေးလိုက်ရပြီလို့ပြောတော့ဂျန်ကိုလည်းဂျီအောင်မင်းရှိတဲ့နေရာကိုတဲတံပြေးရပြန်ပါတယ်။ရဲတွေကိုတောင်ယူသလိုကြောင်လိုကွက်တွေနဲ့လက်တလုံးညလှုပ်ပြန်ထွက်လာနိုင်ခဲ့တဲ့ဂျီအောင်မင်းကလည်းရဲစခန်းရှိမှအေးလူဆလိထုတ်တော့နေပါတယ်။မတက်တာလို့လှုပ်ပေးလိုက်ရပေမဲ့လက်မလျှော့သေးပဲဂျီအောင်မင်းနောက်ကနေတိတ်တိတ်လေးနောက်ခံလိုက်ခါမြေရောက်ရထားတဲ့အဝင်မှာတော့ရဲမေတယောက်ပဲတီတီကလေးမိလိုက်ပြီးတယောက်ကတော့နောက်ကျကြံနေခဲ့ပါတယ်။ခရက်ခက်စစ်ကျိုးကိုလှိဖြတ်နေရတဲ့မိချင်းလဲနောက်ဆုံးမှာတော့တောက်တောင်ခံရတဲ့ကျိုးတွေကလွတ်မြောက်သွားပါတော့တယ်။ဒဏ်ရာဒီဘလဘွားနဲ့ရှိရဲ့အားရင်လေးတဲ့ပဲဗရင်ဘောက်ကိုကြော်ခွာပြီးပြေးတဲ့အခါမှာတော့လမ်းထိပ်မှာရှိတဲ့ဇီးရန်ဒီကိုရောက်သွားပါတော့တယ်။ဆိုင်ရင်တော်ကြီးစီကိုကူညီတောင်းပြီးလူသမားလက်ကလွတ်လာတဲ့အကြောင်းအရန်ကိုတုံတုံချောက်ချောက်စွာပြောပြလိုက်တဲ့အခါမှာကောင်မလေးကိုခန်းထဲမှာဝင်မုန်းနေစေခဲ့ပါတယ်။မိချင်းကလည်းဂျန်ဟိုစီကိုဖုန်းတွေစက်တိုက်ခေါ်နေခဲ့ပေမဲ့ဘသူစမမ်းမသိတဲ့ဖုန်းဂီးမဆိုင်တိုင်ပဲရီယောင်မင်းစီကိုပြေးနေရတာကြောင့်မိချင်းခေါ်တဲ့ဖုန်းမကင်ခဲ့ပါဘူး။တိုက်ဆိုင်စွာနဲ့ပဲလူသမားပြန်လာတဲ့အခါမှာကောင်မလေးအသက်ရှင်ပြီးထွက်ပြေးလာနိုင်တာကိုမသိပဲလမ်းထိပ်ရဈေးဆိုင်မှာဆဲလိမ့်ဝင်နေခဲ့ပါတယ်။ပြဿနာအမှစတာပဲ။ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးတယ်လို့မျိုးပဲ။လူကောင်းမှမသိလူဆိုးမှမသိဆိုင်ရှင်တော်ကြီးကကောင်မလေးကိုလူသမားလိုက်တက်နေလို့ထွက်ပြေးလာတာ။သူခန်းထဲမှာဟော်ပေးထားတယ်။ရဲတွေရောက်မလာခင်ဒီမှာစောက်ပေးနိုင်မလားလို့တခိုးတရိုးကန်းတယ်လို့လူသမားဖြစ်တဲ့ဂျီအောင်မင်းကိုအာကိုတကြီးနဲ့အကူအညီတောင်းနေခဲ့ပါတယ်။သူတက်လို့မသိပဲဒီထိရောက်တာကိုတီးသွားတဲ့ဂျီအောင်မင်းကလည်းအံ့ဩတင်သွားပြီးဟန်ဆောင်လိုက်ကသူစောက်ပေးမယ်သူတစ်လက်လောက်ပြီးတော့လို့လက်ညာတောင်းလိုက်ပြီးဆိုင်ရှင်တော်ကြီးကိုတခါတည်းတူနဲ့ထုသက်ကမိချင်းရှိတဲ့ခန်းထဲဝင်လာခဲ့ပါတော့တယ်။တနာစရာကောင်းတဲ့မိချင်းကလည်းကံကောင်းထောက်ပံ့တော်နဲ့လွတ်မြောက်လာခဲ့ပေမဲ့ဆိုင်ရှင်တော်ကြီးရဲ့မစင်မကျင်ပြောဆိုမှုတွေကြောင့်ဂျီအောင်မင်းကအညိုးတကြီးနဲ့နောက်တစ်ခါရဲစက်တက်ဖြတ်ခြင်းကိုခံလိုက်ရပါတော့တယ်။အမောဖြစ်နေသူဘေးကနေရဲကားတွေဖြတ်သွားတာကြောင့်ဂျန်ကိုလည်းနောက်ကနေပြေးလိုက်ကြည့်လိုက်တော့လမ်းဆုံးမှာရှိတဲ့ဈေးဆိုင်မှာပဲမိချင်းအသက်ခံလိုက်ရပြီဆိုတော့တိလိုက်ရတဲ့ဂျန်ကိုလည်းစိတ်တီခိုက်ကအရန်ကိုချော့ရသွားပါတယ်။သူ့စိတ်ထဲမှာမိချင်းပေးရတာဟာသူမမကင်းဘူးလို့ခံစားရတာကြောင့်ရင်ထဲမှာလည်းဂျီအောင်မင်းဆိုသူတက်ချင်နေတဲ့ဒေါသမီးတွေဟုံဟုံတောက်လောင်နေခဲ့ပါတယ်။ဆေးရုံပြန်သွားပြီးအမေမရှိတော့တဲ့ကလေးမလေးကိုကြည့်နေစိတ်မကောင်းတာကြောင့်ဆက်ကြည့်ဖို့ဝင်လေးလာပြီးသူ့တပည့်ကိုပဲတေချာကြည့်လို့မှာကဂျန်ကိုတယောက်တည်းဂျီအောင်မင်းကိုရှာဖို့ထွက်လာခဲ့ပါတော့တယ်။ရဲတွေရောဂျန်ကိုပါအပူတပင်းလိုက်ရှာနေခဲ့ပေမဲ့ဂျီအောင်မင်းဆိုသူကတော့ခြံထဲမှာအလောင်းတွေကိုအေးလူလူမြုပ်နေရင်သူမွေးထားတဲ့ခွေးလေးကိုပါတခါတည်းရိုက်တက်ပစ်လိုက်ပါတယ်။ဂျန်ဟိုကမန်းဝင်းဖះเจ้าမှာတောက်ဆုံမှန်ကြည့်လိုက်တော့ဖះเจ้าကိုပြုပြင်ပေးခဲ့တဲ့ဆောက်လုပ်ရေးသမားတွေကဂျီအောင်မင်းဆိုသူကအရန်တော်တာဖြစ်ပြီးဒီလက်ဝါးကတိုင်ကရုပ်ထုကိုလည်းသူထုလုပ်ပေးခဲ့တာလို့ဖြေပါတယ်။ပတော်ဝမ်းကိုမေးကြည့်ပါလား။သူသိရင်သိလောက်တယ်။ဒီမှာလုံတော့ကဂျီအောင်မင်းကိုလည်းသူပဲခေါ်လာတာလို့ဆိုတာကြောင့်ပတော်ဝမ်းရှိရဲ့အိမ်စီကိုထွက်လာခဲ့ပါတယ်။တကယ်တော့ဂျီအောင်မင်းဆိုသူကပတော်ဝမ်းကိုတက်ပြီးသူတက်လို့တည်တဲ့အကုန်လုံးမှာဒီရင်ထဲမှာနှုတ်ပစ်ထားခဲ့တာဖြစ်ပါတယ်။ဂျန်ကိုအိမ်ရှိရောက်သွားတော့တကားကနေဝင်မဲ့အုတ်တိုင်းကနေကြော်တက်လိုက်ပြီးအထက်ရောက်သွားတဲ့အခါမှာအပြင်သွားဖို့ထွက်လာတဲ့ဆရာသမားနဲ့ထိတ်ထိတ်တွေ့ပြီးအိမ်ထဲပြန်ခေါ်ကအညိုးတကြီးနဲ့တိုက်ခိုက်ပါတော့တယ်။နှစ်ယောက်သားလုံးသွေးတပ်ပုတ်နေကြရင်ငါးကန်ထဲမှာခေါင်းဖြတ်ပြီးထည့်ထားတဲ့မိချင်းရဲ့ဦးကောင်နဲ့လက်တီကိုတွေးလိုက်ရတဲ့အခါမှာဂျန်ကိုတယောက်ငေးကြည့်နေရင်စိတ်မကောင်းဖြစ်ရပြန်ပါတယ်။နောက်ဆုံးဂျီအောင်မင်းကိုအပေါ်ကတက်ခွာပြီးတူနဲ့ထိုးတက်ဖို့လက်ကိုမြောက်လိုက်တဲ့အချိန်မှာမြန်မာစကားတွေကရဲတွေလိုမျိုးပဲနောက်ဆုံးမှရောက်လာတဲ့ကိုရီးယားရဲတွေကဂျန်ဟိုဝိုင်းထုတ်ကဂျီအောင်မင်းကိုဖမ်းခေါ်သွားပါတော့တယ်။လောကမှာအဖေဆိုရလည်းမမြင်ဘူးအမေဆိုရလည်းလူလောကကြီးထဲကနေထွက်ခွာသွားပြီဆိုတာကိုမသိပဲနှင်းနှင်းချက်ချက်အိပ်ပျော်နေတဲ့ကလေးမလက်သေးသေးလေးတွေကိုကင်ထားပြီးရင်ထဲကြေကွဲနေတဲ့သူတယောက်ကတော့ဂျန်ဟိုပဲဖြစ်ပါတယ်။